တနေ့ဘာဟင်းချက်ကအောင်လဲဆိုတော့စဉ်းစားခက်နေလားပိတ်ရက်မှာမိသားစုတွေစုံလုံးလှုပ်ရှားလို့ရမယ်မန်လေးစတိုင်နန်ကြီးတုပ်ကိုဒီနေ့ကိုကနေပြီးတော့တုပ်ပြပေးသွားမယ်ကြက်ရုံသားကိုစားခဏချက်သားမှုနဲ့နေပြီးတော့အရက်တာထားလိုက်ပါမယ်ကျက်တုံပြူကျက်တုံကြီးကိုစီတက်ပြီးအယောင်တင်မုန်းထည့်မယ်အနက်မွေးလာတဲ့ငါးငံပြားလေးထည့်လိုက်တစ်ချက်နှစ်ချက်မှွေပြီးရတယ်ခုနအရက်တာထားချက်သားလေးတွေကိုထည့်လိုက်မယ်ချက်သားလေးတွေကိုစီပလန်အထိချက်လိုက်မယ်ပဲအချက်မဟုတ်ငါးငံပြားကြီးမယုတ်သီးမဟုတ်ပဲပင်ပေါက်ငန်းပင်မုတ်ကျုပ်ကျော်တို့ကိုအစင်းသစ်ပြင်ထားလိုက်မယ်မန္တလေးမှာဆိုရင်တော့နန်းကြီးကိုသုံးပြီးတော့ရန်ကုန်မှာဆိုရင်တော့နန်းသေးကိုသုံးပါတယ်ခုနကချက်ထားတဲ့ချက်သားဟင်းအနှစ်လေးနဲ့အစာပလာတွေကိုအချိုးကျရောဆက်ပြီးတော့မန္တလေးနန်းကြီးတုပ်လေးတုပ်ပါမယ်ဒီပိတ်ရက်မှာထမင်းနေဟင်းတွေစားရရိုးနေပြီဆိုရင်နန်းကြီးတုပ်လေးလှုပ်ရှားကြည့်နော်